နံပါတ်၄ချက်ဖြစ်တဲ့ standing order ဆိုတဲ့အမြဲတမ်းညွှန်ကြားချက်များအကြောင်းကိုရှင်းလင်းပေးသွားမှာပဲဖြစ်ပါတယ် standing order ဆိုတာကလုပ်ငန်းကနေဘဏ်အကောင့်ဖွင့်လိုက်တဲ့အချိန်မှာလကုန်တိုင်းလစဉ်လတိုင်းမှာဘယ်ဦးစီးဌာနသို့မဟုတ်ဘယ်လုပ်ငန်းပေါ့အဲ့ဒီနေရာတွေကိုလစဉ်ငွေအမောက်ဘလောက်ကိုပေးချေပေးပါဆိုပြီးတော့ဘဏ်ကိုတခါတည်း order ညွှန်ကြားချက် standing order ပေးပြီးတော့ပေးချေခိုင်းတာမျိုးရှိတတ်တယ်အဲ့လိုမျိုးstanding order ပေးလိုက်တာနဲ့ဘဏ်ကနေမှလစဉ်လတိုင်းသတ်မှတ်ထားတဲ့အချိန်ရောက်တိုင်းမှာပေးချေရမယ့်အမောက်ကိုဘဏ်အကောင့်ကြီးကနေလုပ်ငန်းရဲ့ကိုစားပေးချေပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီလိုလှုပ်ဆောင်ချက်ဒီမှာဆိုရင်လာကုန်လို့အချိန်ဆက်ရောက်တဲ့အချိန်တိုင်းမှာဘဏ်ကနေမှလုပ်ငန်းကိုစားဘဏ်အကောင့်တွေကနေမှပေးချေဖို့ရှိတဲ့ငွေတွေကိုပေးချေထားတယ်ပေးချေထားတာဖြစ်တဲ့အတွက်ဘဏ်အကောင့်တွေကပေးချေလိုက်တဲ့ပမာဏညော့နေသွားပြီဖြစ်တယ်ဒါကြောင့်မို့လို့အဲ့ဒီလရဲ့လကုန်နေချိန်မှာဘဏ်အကောင့်ထဲမှာပေးချေလိုက်တဲ့ပမာဏညော့နေသွားတဲ့အတွက်ဘဏ်မှာလက်ကျန်ရှိရဲ့ပမာဏနည်းနေမှာပဲဖြစ်တယ်ဒါပေမဲ့လုပ်ငန်းကတော့ဘဏ်ကနေမှအကြောင်းမကြားသေးတဲ့အတွက်ကြောင့်လုပ်ငန်းရဲ့ cash book ထဲမှာတော့အဲ့ဒီလိုပေးချေထားတဲ့ပေးချေငွေကိုစရင်မသွင်းရသေးဘူးဆိုရင်အဲ့ဒီလကုန်လို့စရင်ပိတ်တဲ့အချိန်မှာပေးချေထားရတဲ့ပမာဏကို cash book မှာတော့ပါနေမှာမဟုတ်ဘူး cash book မှာအပေး credit ပြထားမှာမဟုတ်ဘူးအဲ့ဒါဆိုရင် cash book ရဲ့ balance ကိုပိတ်လိုက်တဲ့အချိန်မှာ cash book မှာပေးချေမှုမရှိထားတဲ့အတွက်ကြောင့် balance တွေကများနေမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီလိုမျိုး standing order လိုမျိုးလုပ်ငန်းကိုစားဘဏ်ကပေးချေပေးထားတဲ့ကိုကညွှန်ကြားချက်အတိုင်းဘဏ်ကပေးချေပေးထားမယ်ဆိုရင်အဲ့ဒီလိုပေးချေမှုတွေကြောင့်စည်ရင်းမညှိနှိုင်းရသေးဘူးဆိုရင် bank statement ရဲ့ balance နဲ့ cash book ရဲ့ balance တို့ကွာခြားနိုင်ပါတယ်အချက် direct debit အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် direct debit နဲ့ standing order ကတော့အနည်းငယ်ကွာခြားချက်ရှိတယ် standing order ဆိုတာကကြတော့ amount ဘလောက်ကိုသတ်မှတ်ထားတဲ့ဘယ်ရက်မှာပေးပါလို့ဘဏ်ကိုညွှန်ကြားချက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးအမောက်ပြောင်းတဲ့အခါတိုင်းမှာပေးချေရမယ်အမောက်ပြောင်းတဲ့အခါတိုင်းမှာပထမလကတော့1000ပေးချေပေးပါလကုန်တိုင်းမှာဆိုပြီး standing order ပေးထားတယ်အဲ့ဒီကနေမှကိုပေးချေရမယ်ပမာဏပြောင်းလဲသွားပြီဥပမာ2000ဖြစ်သွားပြီအဲ့လို2000ဖြစ်ပြီဆိုရင်တော့ဘဏ်ကိုကအကြောင်းပြန်ကြားပေးရတယ်လကုန်တိုင်းမှာ1000အစားကို2000ပေးပေးပါအဲ့တော့ standing order နဲ့တာညွှန်ကြားထားမယ်ဆိုရင်တော့ amount ပြောင်းလဲရှိတဲ့အခါတိုင်းဘဏ်ကိုအကြောင်းကြားရမှာပဲဖြစ်တယ် standing order မဟုတ်ဘဲနဲ့ direct debit ဥပမာအခွန်အခလို premium ကြေးလိုအာမခံကြေးလိုမျိုးပေးချေရမယ် amount တွေကို standing order နဲ့ခုနလိုမျိုးညွှန်ကြားထားရင်ရတယ်လို့နောက်တနည်းကတော့ direct debit ပဲဖြစ်ပါတယ် direct debit ဓာတ်ရိုက်ပေးချေတယ်ဆိုတာဘဏ်ကနေပေးချေပေးတာလုပ်ငန်းရဲ့ကိုစား standing order လို့သဘောတဘာဝဖြစ်ပေမဲ့လေသူကရဖို့ရှိတဲ့လူကိုရရမယ့်ပမာဏသတ်မှတ်ချက်ပြောင်းမပြောင်းတောင်းယူခွင့်ရှိတယ်ဥပမာဆိုရင်ဒီလမှာ1000ပေးချေရမယ်နောက်လမှာ1000ခွဲပေးချေရမယ်အဲ့ဒါဆိုရင်လုပ်ငန်းကနေဘဏ်ကိုအမောက်ပြောင်းလဲတာကိုအကြောင်းကြားစရာမလိုဘဲနဲ့ရခွင့်ရှိတဲ့တောင်းဆိုခွင့်ရှိတဲ့သူကဘဏ်ကနေသူကထုတ်ပေးနေမှာပဲဖြစ်တယ်ပေါ့နော်ထုတ်ပေးနေမှာပဲဖြစ်တယ်ဒါဆိုရင်အမောက်ပမာဏအပြောင်းလဲရှိလဲပဲ direct debit နဲ့ပေးချေမယ်ဆိုရင်တော့ဘဏ်ကိုအကြောင်းကြားစရာမလိုပါဘူးအဲ့လိုဘဏ်ကိုအကြောင်းကြားစရာမလိုဘဲနဲ့ဘဏ်ကနေပေးချေထိပေးထားမှာဖြစ်တဲ့အတွက်ခုန standing order လို့သဘောတဘာဝအတိုင်းလကုန်လို့စည်ရင်းပိတ်တဲ့ချိန်မှာ bank statement ရဲ့ balance နဲ့ cash flow ရဲ့ balance တို့ကွာခြားခြင်းမျိုးဖြစ်တတ်ပါတယ်6အချက်ဖြစ်တဲ့ direct credit ဆိုတဲ့ဘဏ်တို့ဓာတ်ရိုက်ပေးသွင်းငွေဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးသွားမှာဖြစ်တယ် direct credit ဆိုတာကတော့လုပ်ငန်းရဲ့ customer တွေကလုပ်ငန်းကိုပေးဖို့ရှိတဲ့ငွေတွေကိုပေါ့နော် cash နဲ့မပေးဘဲနဲ့ချက်လက်မှတ်ရေးပြီးတော့လုပ်ငန်းရဲ့ bank account တွေကိုတခါတည်းလာပြီးပေးသွင်းတာမျိုးလည်းရှိတယ်အဲ့လိုပေးသွင်းလာတဲ့အခါမှာလုပ်ငန်းရဲ့ customer ဒီချက်လက်မှတ်ရေးပြီးတော့ဘဏ်ကိုပေးသွင်းလိုက်တယ်ဘဏ်ကတော့ချက်လက်မှတ်နဲ့လာသွင်းလိုက်တာနဲ့ဘဏ်အကောင့်ထဲမှာအရစရင် credit ပြလိုက်တယ်အဲ့ဒါဆိုရင်ဘဏ်ကအရ credit ပြလိုက်တဲ့အတွက်ကြောင့်ဘဏ်အကောင့်ထဲမှာတော့ငွေလက်ခံရရှိပြီးဖြစ်တဲ့အတွက်
bank ရဲ့ balance ကများနေမှာပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုကိုယ့်ရဲ့ customer က bank ကိုတိုက်ရိုက်ချက်လက်မှတ်နဲ့တွားသွင်းတာကိုလုပ်ငန်းကိုအကြောင်းမကြားရသေးရင်လုပ်ငန်းရဲ့ cash book မှာတော့အရာဘက် debit စရင်သွင်းရသေးမှာမဟုတ်ဘူးအဲ့ဒါဆိုရင်အဲ့လိုစရင်မသွင်းရသေးတဲ့အတွက်လောက်ကုန်လို့cash book ကိုပိတ်လိုက်တဲ့အခါမှာကိုလက်ခံရရှိတဲ့ပမာဏမပါသေးတဲ့အတွက်ကြောင့် balance cash book ရဲ့ balance ကနည်းနေမှာပဲဖြစ်တဲ့အဲ့လိုအခြေအနေတွေဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တော့ဒီလိုမျိုး direct credit ဆိုတဲ့ဘဏ်ကိုတိုက်ရိုက်ပေးသွင်းတဲ့ direct credit အခြေအနေမျိုးဖြစ်ခဲ့ရင်လည်း bank statement ရဲ့ balance နဲ့ cash book ရဲ့ balance တို့ကွာခြားနေတတ်ပါတယ်ခုနှစ်အချက်ဖြစ်တဲ့စရင်ပြောင်းရငွေစရင်ပြောင်းရငွေ credit transfer အကြောင်းကိုပြောပြပေးခြင်းပါတယ် credit transfer ဆိုတာကလုပ်ငန်းရဲ့ customer ကလုပ်ငန်းကိုပေးဖို့ရှိတဲ့ငွေကို cash နဲ့လည်းမပေးဘူး check နဲ့လည်းချက်လက်မှတ်ရေးပြီးတော့လည်းမပေးဘူးဘယ်လိုပေးလဲဆိုရင်လုပ်ငန်းရဲ့ customer ကသူ့ရဲ့ bank account ထဲကနေ transfer လုပ်ပြီးတော့လုပ်ငန်းရဲ့ bank account ထဲကို transfer လုပ်ပြီးတော့ပေးချေလိုက်တာဖြစ်တယ်အဲ့လိုပေးချေမှုကိုဘဏ်ကအရင်သိနေမှာဖြစ်တဲ့အတွက်ဘဏ်စရင်းထဲမှာတော့အရာအနေနဲ့ credit စရင်းပြပြီးဖြစ်တဲ့အရာကိုစရင်းရေးသွင်းပြီးဖြစ်တယ်အဲ့ဒါဆိုရင်ဘဏ်ရဲ့ bank account ထဲမှာတော့ bank account ထဲမှာအဲ့ဒီအရာပမာဏပါနေတာဖြစ်တဲ့အတွက် bank balance တွေများနေမှာဖြစ်တယ်အဲ့ဒီလို bank balance များနေပြီမဲ့တစ်ဖက်မှာ cash book တွေမှာစရင်းမသွင်းရသေးတဲ့အတွက်ကြောင့် cash book ရဲ့ balance ကတော့နည်းနေမှာဖြစ်တယ်ဒီသဘာဝတွေဒီခုနပြောတဲ့customer ကလုပ်ငန်းကိုချက်ရေးပြီးတော့လာပြီးပေးသွင်းတဲ့ခုနdirect credit နဲ့သဘောတဘာဝတူတယ်။ကွာခြားချက်ကဘာပဲလဲဆိုရင် direct credit ကကြတော့ချက်လက်မှတ်ရေးပြီးတော့လုပ်ငန်းရဲ့ bank account တွေကိုလာသွင်းတာအခုပြောတဲ့ credit transfer ဆိုတဲ့စင်းပြောင်းရငွေကတော့ချက်နဲ့သူကပေးချေတာမဟုတ်ဘဲနဲ့ account to account မျိုး transfer လုပ်ပြီးတော့ပေးချေတာဒါပဲကွာသွားတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ credit transfer စင်းပြောင်းရငွေပြီးတဲ့အချိန်မှာနောက်တစ်ခုက bank charges ဘဏ်ဆောင်ရွက်ခတွေကိုဘဏ်ကသူ့ရဲ့ဘဏ်ဆောင်ရွက်ခပေးချေရမယ့်အချိန်ရောက်တဲ့အချိန်မှာကိုယ့်ရဲ့လုပ်ငန်းရဲ့ bank account ထဲကနေဓာတ်ရိုက်နှုတ်ယူသွားတာပဲဖြစ်တယ်အဲ့လိုနှုတ်ယူသွားဖြစ်တဲ့အတွက် bank account ထဲမှာတော့လက်ကျန်လျော့သွားမှာဖြစ်တယ်အဲ့လိုနှုတ်ယူသွားတာကိုလုပ်ငန်းကမသိသေးဘူး။ဘာကြောင့်လဲဆို bank statement သွားထုတ်တဲ့အချိန်ကျမှလုပ်ငန်းဟာဘဏ်စည်းဘယ်လောက်ဖြတ်တယ်ဆိုတာသိတာဖြစ်တယ်။ဒါကြောင့်မို့လို့လုပ်ငန်းရဲ့ cash book ထဲမှာတော့အပေးမပြရသေးဘူး။စရိတ်တွေမပြရသေးဘူး။ဒါကြောင့်မို့လို့ cash book ရဲ့ balance မှာတော့သူကအပေးစည်းမပြသေးတဲ့အတွက် cash book balance ဒီများနေမယ်။ဘဏ်မှာတော့ဘဏ်လက်ကျန်ကနည်းနေမယ်။ဒီလိုအချက်ကြောင့်ဘဏ်ချက်ချက်ဆိုတဲ့ဘဏ်စည်းရိတ်ကြောင့်ဘဏ်ဆောင်ရွက်ခကြောင့်လည်း cash book ရဲ့ balance နဲ့ bank statement ရဲ့ balance တို့ကွာခြားနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့တပေတံအမျက်ဝေစု interest receipt ဆိုတဲ့အတိုးရငွေနောက်တစ်ခါရရန်ရှိမှုတွေဖြစ်တဲ့ဘေးရွယ်စီးတွေပဲအဲ့ဒီလိုမျိုးရဖို့ရှိတဲ့ငွေပမာဏတွေကိုဘဏ်ကနေလုပ်ငန်းကိုစားကောက်ခံပေးသွင်းထားတဲ့လုပ်ငန်းရဲ့ဘဏ်အကောင့်မျိုးကောက်ခံပေးသွင်းထားတယ်အဲ့လိုကောက်ခံပေးသွင်းထားတယ်ဆိုရင်လုပ်ငန်းကကိုရတဲ့ပမာဏကိုမတိသေးခင်မှာဘဏ်ကကောက်ခံပေးသွင်းထားတာဖြစ်တဲ့အတွက်ဘဏ်အကောင့်ထဲမှာတော့ရငွေတွေစရင်သွင်းပြီးသားဖြစ်တယ်တစ်ဖက်မှာတော့လုပ်ငန်းကဘဏ်ကအကြောင်းမကြားသေးရင်မတိသေးတဲ့အတွက် cash book ထဲမှာတော့အရာစီရင်မပြသေးဘူးဒါဆိုရင်အဲ့လိုအခြေအနေမျိုးမှာလည်း cash book နဲ့ bank statement ရဲ့ balance တို့ဒီကွာခြားနေတတ်ပါတယ်အဲ့တော့အားလုံးပေါင်းအချက်6ချက်ရှိတယ်